မင်္ဂလာပါဒီနေ့မှာတော့ဆရာကနေပြီးတော့ The Law of Simultaneous Reading ဆိုတဲ့လက္ခဏာစာအုပ်တောက်ကနေပြီးတော့မှဘုန်းတော်ဩဇာအာဏာကြီးတဲ့လက္ခဏာအမှားအသားအကြောင်းကိုမျှဝေတင်ပြပေးပါမယ်ဖြစ်ပါတယ်ဒီစာအုပ်ကတော့ The Law of Simultaneous Reading ရေးသားတဲ့သူကတော့ဝီလျံဂျီဖန်ဟန်လို့ခေါ်ကြတဲ့လက္ခဏာပညာရှင်ဆရာကြီးကနေပြီးတော့ရေးသားချန်ထားခဲ့တဲ့လက္ခဏာစာအုပ်ပဲဖြစ်ပါတယ်ဒီဝီလျံဘန်ဟန်ရေးသားခဲ့တော့The Law of Simultaneous Reading ဆိုတဲ့ကမ္ဘာကျော်စာအုပ်ရဲ့စာမျက်နှာ956မှာဖော်ပြထားတဲ့တရုတ်ပြပုံလေးနံပါတ်411မှာရေးသားဖော်ပြထားတဲ့ဒီလက္ခဏာအမှားအတားလေးအကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ဒီလမ်းကြောင်းကိုတော့စေတန်လိုင်းလို့ခေါ်တဲ့စနေလမ်းကြောင်းကန်လမ်းကြောင်းလို့ခေါ်တဲ့လမ်းကြောင်းဖြစ်ပါတယ်ဒီလမ်းကြောင်းကနေပြီးတော့ပုံမှန်အတိုင်းတက်သွားပြီးတော့ဒီဘက်ကြာတပတိဂျိုခုံလို့ခေါ်တဲ့ဖက်လက်ညှိုးရဲ့ဖက်တော့ဒီလိုမျိုးလမ်းကြောင်းလေးတစ်ခုခွတ်တက်လာခဲ့မယ်ဆိုလို့ရှိရင်ဒီလက္ခဏာချင်းဟာဘဝမှာအောင်မြင်မှုကြီးမားမားရရှိမယ်အထူးသဖြင့်နိုင်ငံရေးနေပြည်မှာအထွတ်အထိုက်နိုင်ငံတော်အဆင့်အဝန်ကြီးရှော့စသည်အပြင်သာကြီးမားမားအလွန်ဘုံတကုဩဇာအာဏာကြီးမားတဲ့သူတရားဖြစ်လိမ့်မယ်လို့ဆိုထားပါတယ်ဒီလိုမျိုးလက္ခဏာအမှားအတားကတော့အင်္ဂလန်ရဲ့ဝန်ကြီးချုပ်ဖြစ်၄ချိန်တိုင်လောက်ခဲ့ရတော့ဂလက်စတုန်းမှာဒီလိုလက္ခဏာအမှားအတားမျိုးပါဝင်ပါတယ်လက်ပုံစံလေးကောင်းမယ်လက်မရဲ့အင်အားဖွစည်းမှုတွေကောင်းတော့မယ်လက်ရည်စာတွေကောင်းမယ်ဒီလိုမျိုးကန်လန်းချောင်းကနေပြီးတော့ခွတ်တက်လာတော့ဇာတာပရိယုခုံတော့ခွတ်တက်လာတော့ line တွေပါဝင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဘဝမှာနိုင်ငံရေးနေပြည်နဲ့ပတ်သက်ပြီးတော့ကြီးမားမားအောင်မြင်လိမ့်မယ်လို့ဆိုလိုပါတယ်ဒါဒီမှာပြောရတာကကြတော့ if the certain line run in it usually occurs but line branch from it mount of Jupiter ဒါဆိုလိုတဲ့တဘောကတော့ကန်လန်းချောင်းဆိုတဲ့ certain line ကစနေကြုံတော့ပုံမှန်တိုင်းတက်သွားပြီးတော့ဒီနေရာမှာ branch line တစ်ခုကလမ်းခွေးလေးတစ်ခုကနေပြီးတော့ကြာတပတိဂျိုခုံ Mount of Jupiter တို့တက်သွားခဲ့မယ်ဆိုလို့ရှိရင်တော့ the subject such as well be larger delta ဒါလက္ခဏာရှင်ရဲ့အောင်မြင်မှုကကြီးမားမားရရှိလိမ့်မယ်လို့ဆိုလိုပါတယ် choose to achieve ability သူရဲ့ရည်မှန်းချက်နဲ့စွမ်းဆောင်ရည်တွေမြင့်မားပြီးတော့မှအောင်မြင်ခြင်းတွေကိုကြီးမားမားရရှိလိမ့်မယ်လို့ဆိုလိုပါတယ်ဒါပေါ့နော်ဒါ search line is and find one of quality and အထူးသဖြင့်တော့နိုင်ငံရေးသမားတရားဖြစ်လို့ရှိရင်တော့ဒီလက္ခဏာချင်းကနိုင်ငံရေးနေပြည်မှာအလွန်ဘုန်းတော်ဩဇာအာဏာကြီးမားပြီးတော့မှနိုင်ငံတော်အဆင့်ဝန်ကြီးချုပ်ဖြစ်စသည်အပြင်ပေါ့နော်အလွန်ဘုန်းတော်ဩဇာအာဏာကြီးမားတဲ့သူတရားဖြစ်လိမ့်မယ်လို့လက္ခဏာပညာကဒီလိုဆိုထားပါတယ်ဘယ်အချိန်မှဖြစ်မှလဲဆိုလို့ရှိရင်တော့ဒီကန်လန်းချောင်းတက်လာတဲ့အချိန်ကန်လန်းချောင်းကနေပြီးတော့ခွေးထွက်လာတဲ့လမ်းကြောင်းရဲ့ဖြစ်ပေါ်စတင်ဖြစ်ပေါ်လာတဲ့အချိန်ကိုဆရာတို့ပေတယ်နဲ့စနစ်တကျတိုင်းတာတွက်ချက်ပြီးတော့မှအဲ့ဒီရရှိတဲ့ခုနှစ်အပိုင်းအခြားလေးမှာပဲဒါဘုံတကောဩဇာအာဏာကြီးမားမယ်လို့ဆိုလိုပါတယ်မိတ်ဆွေရဲ့လက္ခဏာမှာဒီလိုမျိုးစနေလမ်းကြောင်းကန်လမ်းကြောင်းလို့ခေါ်တဲ့လမ်းကြောင်းကနေပြီးတော့ဒီလိုမျိုးခွတ်တက်လာတော့ဇာတာပတိဂျိုခုံတော့ခွတ်တက်လာတဲ့လမ်းကြောင်းတစ်ခုတာပါဝင်ခဲ့မယ်ဆိုလို့ရှိရင်တော့နိုင်ငံရေးနေပြည်မှာအထွတ်အထိပ်အောင်မြင်မှုကြီးမားမားဘုံတကောဩဇာအာဏာကြီးမားတဲ့သူတရားဖြစ်လာပါလိမ့်မယ်လို့လက္ခဏာပညာကဒီလိုအတိအကျဆိုထားပါတယ်ဒါကတော့ငလရဲ့ဝန်ကြီးချုပ်ဖြစ်၄ချိန်တိုင်တာဝန်ထမ်းဆောင်ခဲ့တဲ့ဂလက်စတုန်းရဲ့လက်မှာဒီလိုမျိုးလက္ခဏာအမှားအတားကိုလည်းထန်ထန်ရှားရှားတွေ့ရပါတယ်။ကျမ်းမာချမ်းသာလို့လောအပ်စနာမပြေဝကြပါစေ။